ဆက်ရနာရှင်တိုက်နိုင်အောင်တိုက်ပြီးတော့ပေါင်းလို့အဲ့ဒါဆိုအားလုံးကိုဝယ်ကန်ကိုကစကိုင်းမှာမကွေးမှာရန်ကုန်မှာကြိုက်တဲ့အဖွဲ့ထောင်ခွင့်ရှိတယ်ဒါဒီမိုကရေစီတော်လှန်ရေးဘယ်သူမှမပိုင်စည်းလို့မရဘူးပြီးတော့မတိုက်ခိုက်ကြကိုလို့ထိုနည်း၎င်းပဲ NUG ကလည်းအဲ့ဒီအဖွဲ့ငယ်တွေပေါ်မှာအနိုင်ကျင့်လို့မရဘူးတမီးဖြစ်တဲ့ဒူကိုဖမ်းပြီးထောင်ထဲထည့်ထားပြီးတော့ဖအေရဲ့စကားကိုအရှက်မရှိလူတုံးနေကြတာမြင်ရတာအတန်းနာဖို့ကောင်းလို့နော်ကျွန်တော်ဒီဗီဒီယိုလေးကိုပြင်လောက်တာဖြစ်ပါတယ်အဲ့တော့တမီးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဘာမှအပြစ်မရှိဘဲနဲ့ထောင်ထဲကိုဖမ်းပြီးတော့ထည့်ထားတယ်ဖခင်ဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့စကလုံးတွေကိုယူငှားပြီးတော့သူတို့အာဏာရရေးအတွက်အတောင်းပြုနေတာနော်အဲ့ဒါတော့ကြည့်ပါပါအဲ့ထဲမှာခွေးမျိုးခွေးနဲ့ခွေးကပါလည်းမှာကြီးပြီးခွေးစကားပြောနေတဲ့ကြုံမျိုးမင်းပြောထားတဲ့စကားတွေကိုနားထောင်ကြည့်ပါပါနော်နိုင်ငံရေးမှာဝင်ပြိုင်ကြတဲ့သူတွေကြည့်နေစတင်ကောက်ကြတဲ့သူတွေကိုလည်းကျွန်တော်ကစကားလေးကဘိုးချုပ်စကားနဲ့ပဲပြောချင်တယ်ဘိုးချုပ်အောင်ဆန်းကပြောတဲ့စကားအဲ့ဒါပြီးရင်ကျွန်တော် AR ဘာလို့ပောက်ကွဲရအောင်လည်းပြောပြမယ်ဘိုးချုပ်အောင်ဆန်းဘာပြောခဲ့ဘူးလဲဆိုတော့1948ခုနှစ်မတ်လ23ရက်နေ့မှာဘိုးချုပ်အောင်ဆန်းပြောခဲ့တာနော်1948ခုနှစ်မတ်လ23ရက်တုန်းကဘိုးချုပ်အောင်ဆန်းကဒီလိုပြောခဲ့တယ်တကယ်ဆော့ဘောတွေနော်တကယ်လွတ်တန်ဖို့ဆိုတာဒီကောင်တွေဘာမှတော့နားလည်မှာမဟုတ်ဘူးနော်အကောင်းပြောတာသူတို့ဘက်ကသူတို့တာယာနေတာပဲကျွန်တော်ကြည့်တာတော့ပြောနေတာပဲအကောင်းပြောတာကိုရီးယားကြည့်ပြီးအော်သူတို့တွေကသူတို့ပြောရဲတယ်ပေါ့လေသူတို့လိန်ရဲတယ်ပေါ့လေသူတို့ညာရဲတယ်ပေါ့လေသူတို့မျက်နှာတိုက်ရဲတယ်ပေါ့လေစသဖြင့်ကိုတွေကတာကြည့်ပြီးတော့အံ့ဩမှင်သက်နေပေမဲ့သူတို့ကတော့သူတို့ဘက်ကသူတို့ပုံမှန်လုံးနေကြပုံစံတိုင်းပဲလုပ်သွားတာနော်တကယ်ပါစကြည့်ငယ်ညီမလေးအားလုံးသူမျိုးဒီလိုပြောအောင်နော်ဆိုတော့ဘာလဲဆိုတော့ရွေးကောက်ပွဲကိုဖြတ်မယ်ဆိုတဲ့သူတွေကိုတော့ကျုပ်တို့အစိုးရအနေကလည်းဒီတိုင်းကြည့်နေမှာမဟုတ်ဘူးအပြစ်နဲ့နှိပ်ကွဲမှာပဲရွေးကောက်ပွဲမှာလွတ်လပ်စွာရှင်ပြန်ရွေးကောက်တဲ့နေရာမှာတော့ဘယ်သူကမှကျုပ်တို့အစိုးရနှောက်ယှက်မှာမဟုတ်ဘူးသို့တော့ပြတ်လို့တတိလို့တဲ့လူမှန်များကိုတော့အာဏာကုန်နေအားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော် channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြေပြင်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်မှာပဲဆိုတာကတော့ရှင်းရှင်းကြီးသတိပေးထားပါရစေဆိုပြီးတော့ဘိုးကျောင်းဆန်းကပြောသွားတယ်အဲ့တော့ခင်ဗျားတို့ရွေးကောက်ပွဲနှောက်ယှက်တဲ့ကောက်ွက်တဲ့ဆန့်ကျင်တဲ့ဆိုတဲ့ပုံကူကြီးခင်ဗျားတို့ရဲ့ဘိုးဘေးဖြစ်တဲ့ဘိုးကျောင်းဆန်းကဒီလိုပြောထားတာအဲ့ဒါဟိုမှာခင်ဗျားတို့ကဟိုရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ကောက်ွက်တဲ့နှောက်ယှက်တဲ့ဆိုရင်ခင်ဗျားတို့ဘိုးကျောင်းဆန်းကစော်ကားနေတယ်ဘူးလားကိုယ့်ကိုစနာခွေးသားကြော်မျိုးမင်းခွေးမသားကြော်မျိုးမင်းတိလားမင်းခွေးစကားတွေပြောတာလွန်နေပြီတိလားဗိုလ်ချုပ်အောင်ဆန်းကိုစော်ကားဘာဆိုင်နဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားကအဲ့ဒီအချိန်ကဗိုလ်ချုပ်အောင်ဆန်းအစိုးရဟာတိုင်းပြည်အတွက်အလုပ်ကျွင်းပြုပြည်သူအတွက်အလုပ်လုပ်နေတဲ့အစိုးရဗိုလ်ချုပ်အောင်ဆန်းမှာအင်ဂျီတုံးတယ်ပဲရှိတယ်မင်းအမဲလေးမင်းအမဲကိုမရိတ်တက်ချစ်နေတဲ့စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်းတို့စိုးဝင်းလို့ရှိမှဘလောက်ချမ်းသာနေတဲ့တိုင်းပြည်ဘန်နာခိုးထားတာနော်အခုလုံးမဲ့ရွေးကောက်ပွဲရောတိုင်းပြည်အတွက်ရွေးကောက်ပွဲလားသူတို့အာဏာရရေးသူတို့ထပ်ပေါက်ရရေးအတွက်ရွေးကောက်ပွဲလားမင်းကတနေ့ခွေးစကားမပြောရင်မင်းမနေနိုင်ဘူးခွေးမှသာမင်းတော့ခွေးစကားပြောချင်တယ်ဟုတ်လားအမေဘူဂျုံအောင်ဆန်းတော့စော်ကားရတယ်မင်းစောက်ချက်တော့မရှိတဲ့ကောင်တော့ဝေးဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းပြီးထောင်ထဲထည့်တယ်ဒီစစ်တပ်တီထောင်ခဲ့တဲ့ဘူဂျုံအောင်ဆန်းစကားကိုငှားသုံးတယ်ဒီစစ်တပ်ကတိုင်းပြည်ရဲ့ပြည်သူကိုနေ့တိုင်းဘုံကျဲနေတယ်တိုင်းပြည်ကိုအာဏာကိုလက်နဲ့အားကိုနဲ့သိမ်းယူတယ်ဘူဂျုံအောင်ဆန်းဘာလုပ်ပြခဲ့တယ်ရွေးကောက်ပွဲဝင်ခြင်းဘောင်းမချို့သူကိုယ်တိုင်အရှိကလုပ်ပြခဲ့တယ်မင်းတို့လိုမင်းအခုကိုးကွယ်နေတဲ့အဲ့ဒီခွေးမသားကြီးတွေအဲ့လိုမျိုးလာမှာဆိုတာတိလို့နော်စစ်တပ်ကစစ်တိုက်တဲ့နေရာမှာနေရတယ်စစ်တပ်ဆိုတာစစ်တန်းလျားမှာနေရတယ်တိုင်းပြည်အုပ်ချုပ်တာစစ်တပ်အလုံးမဟုတ်ဘူးတိုင်းပြည်အုပ်ချုပ်ချင်မင်းစစ်ယူနီဖောင်းကိုချွတ်ပြည်သူရွေးချယ်တာကိုခံဗိုလ်ချုပ်ကတခါတည်းပြောပေးခဲ့အဲ့ဒါမှဗိုလ်ချုပ်ကလမ်းစဉ်အမှန်အခုမင်းမဲလေးတခိုးကြီးတွေလုံးမဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုမထောက်ခံတာနဲ့ဗိုလ်ချုပ်အောင်ဆန်းကိုစော်ကားရမယ်ဟုတ်လားမင်းမဲမင်းဂျိုးပြန်ပြီးအမှတက်ခွနေလိုက်တိလားခွေးမှလားမင်းအကြအားလုံးပြောချင်တာစနာကြနော်ယောဂဘောဆန့်ကျင်ကောက်ွက်တဲ့အုပ်စုတွေနော်ပြန်ပြောမယ်ဘိုးကျောင်းဆန်းစကားသူနဲ့အတန်တူကြီးမှတူတော့ဗျာခင်ဗျားတို့နည်းနည်းသိခံမတန်မရနှိုင်းပြန်ရငါနော်အနားမှာရှိလို့ရှိရင်လေငါဘိုးကျောင်းဆန်းတော့ဘူးကျောင်းမိတ်ဆွေရဲ့နောက်တယ်ဟိုကရုံးသမင်းနဲ့တော့လာမသိဘူးဘိုးကျောင်းနဲ့တူလိုက်တာကြည့်လို့ပါ73ချက်မှန်နေပါဦးပြောရတယ်ဘယ်လူတွေကသွားပြီးတော့နှက်ယူဘုံဆိုချီးကြောက်ကောက်စားအောင်မယ်ယူဘုံမြောက်ချီးကြောက်ကောက်စားနှက်ယူသွားဘုံသွားစော်နေအယူဘုံမြောက်ချီးကြောက်ကောက်စားဆိုတာဒီကောင်မျိုးတွေကိုပြောတာဒီစောက်ခောက်ကိုဗိုလ်ချုပ်အောင်ဆန်းနဲ့ဘယ်သူသွားတိုင်းနိုင်နေကွာဒုက္ခပါပဲငါတကယ်ပါပဲကြက်တွေသုံးတာမှကြက်တွေကိုဟိုမှာအလီတရာလောက်ဇာတို့ကိန်းတွေကိုတုံးပစ်တာဒီစောက်ခောက်ကိုဗိုလ်ချုပ်အောင်ဆန်းနဲ့သွားနိုင်နေသေးတယ်ဟာကြည့်လို့ပါလို့ဗိုလ်ချုပ်နဲ့တူလို့မပြောရနဲ့ကြာနေတိုင်း73ချက်မှန်နေပါဦးမယ်လို့ပြောရတယ်အဲ့လောက်ကြီးနော်ဗိုလ်ချုပ်နဲ့တော့မတူပါဘူးအဲ့တော့ဗိုလ်ချုပ်လူပဲပြောတဲ့စကားကိုတွက်ကြည့်ကြအောင်နော်ရွေးကောက်ပွဲဖြတ်မယ်ဆိုတဲ့လူတွေကတော့ကျုပ်တို့ဆိုရတာလည်းကြည့်နေမှာမဟုတ်ဘူးအပြစ်နဲ့နှိပ်ကွဲရမှာပဲရွေးကောက်ပွဲမှာလက်လက်စွာရှင်ပြန်ရွေးကောက်တဲ့နေရာမှာတော့ဘယ်သူမှကျုပ်တို့အစိုးရကနှောက်ယှက်နေမှာမဟုတ်ဘူးသို့တော့ဖြတ်လို့ပြန်ပြီးလို့တဲ့လူမှန်သမျှကိုတော့အကုန်လုံးနှိမ်နှင်းပြစ်မှာပဲဆိုတာရှင်းရှင်းကြီးသိပေးထားပါရစေဆိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကပြောထားပါတယ်အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းကအဲ့လိုပြောရတော့ရွေးကောက်ပွဲနှောက်ယှက်ဖြစ်စီခြင်းတဲ့ပုံကိုယ်ကြီးစဉ်းစားကြနော်ရွေးကောက်ပွဲနှောက်ယှက်ဖြစ်စီခြင်းတဲ့ကောင်လေးစဉ်းစားကြ2020မှာလှုပ်ထားတဲ့ဟာပါတယ်မင်းမေဖာတယ်မှမပါရဲ့ဖဲဝိုင်းတာဟုတ်လားကျော်မျိုးမင်း2020မှာလှုပ်ခဲ့တာကမင်းမေမတာချဖို့အတွက်ဖဲဝိုင်းလှုပ်ခဲ့တာလားမဲပေးခဲ့တာအဲ့ဒါရွေးကောက်ပွဲမဟုတ်ဘူးလားအဲ့ဒီရွေးကောက်ပွဲဘယ်သူတွေနှောက်ယှက်ဖြစ်စီခဲ့တယ်တကယ်ပဲမဲခိုးတာလားမဲခိုးတယ်ဆိုမင်းလက်တန်းမှာမင်းစွန်နဲ့မဲကမင်းအမေဟွာတဲ့ကိုထိုးထည့်လို့ပြက်လာ
လူတယောက်တည်းမဲနှခါပေးတယ်ဆိုစကားအဲ့ဒါမဲမေးကြည့်လူတယောက်တည်းမဲနှခါပေးလို့မဲခိုးတယ်ဆိုပြီးတော့ပြောနေတဲ့ကောင်တွေကိုမေးကြည့်အဲ့ဒီစကားတိုင်းမေးကြည့်ပြက်တယ်ဆိုရင်တော့ငါမပြောတတ်တော့နော်အဲ့တော့မင်းတို့လည်းသိတယ်ဟုတ်တယ်မလားအဲ့တော့ရွေးကောက်ပွဲကိုနှောက်ယှက်ဖြစ်စည်းတဲ့လူဘာဖြစ်နေ냐ဆိုရွေးကောက်ပွဲဆိုတာဘာလဲအခုမင်းမဲနေလုံနေတာရွေးကောက်ပွဲလားသူ့ဖဲသူချိုးသူ့အတူကလဖန်ထိုးပြီးသူ့အတူဒိုင်ကိုင်သူ့အတူဝေးသူ့အတူလုံနေတာလားဟမ်မဆိုင်တဲ့အပေါက်ကလိုင်တွားခောက်တယ်ဟိုဘာမဆိုင်냐မဆိုင်ဘူကြောင့်အောင်ဆန်းနဲ့အသက်ရှင်နေမင်းမျက်နှာလာထိုးတယ်မှာသိလားငါကြော့ပါဗျာဒီဗီဒီယိုဖိုင်မှာကိုကြည့်နေတဲ့သူရိုင်းဝိုင်းစော်ဒီပဲကြည့်နေကျွန်တော်စောက်ပေးရတာလို့ချက်သေးသုံးတယ်နော်တမီးလုံးတဲ့လူကိုဖမ်းပြီးတော့ထောင်ထဲထည့်ရတယ်ဟမ်စောက်ချက်မရှိဘူကြောင့်ဖေလောက်တဲ့သူရဲ့စကားကိုယူပြီးတော့သူတို့အာနာရရေးအတွက်နော်သူ့အမိတ်လေးနဲ့အာနာရရေးအတွက်လာပြီးပြဒါတူကြောင့်လည်းပြောမဟုတ်ဒီစကားအခုဒီစကားကိုပြောတာကြော်မျိုးမျိုးတယောက်တည်းပြောနေတာမဟုတ်တော့အဲ့ဒီမင်းအောင်လှိုင်တို့ခွေးမျိုးတက်တိုက်တော့အကုန်လုံးပြောနေတာအဲ့စကားစဉ်းစားကြည့်ဘလောက်အသေးနာဖို့ကောင်းလဲစဉ်းစားကြည့်စဉ်းစားကြစဉ်းစားခိုင်းတာလားမဟုတ်စဉ်းစားကြတရားစဉ်းစားကြနော်ဒါပေမဲ့အဲ့လိုရွေးကောက်ပွဲနဲ့ပတ်သက်လို့ဗိုလ်ချုပ်ဆန်းအဲ့လိုပြောခဲ့ပြီးမဲ့အခုအေယာဝတီအောင်စောလို့ဘာလို့ဆိုတာကြည့်ရတာရွေးကောက်ပွဲကိုဖင်တုံအောင်ကြောက်ပုံရတယ်ကြည့်ရတာဘသူကသူ့စပွန်ဆာပတ်စံပေးထားလဲမသိဘူးဘယ်သူကသူ့ပေးပြီးတော့ခွေးလိုဟောင်းခိုင်းပြီးလဲမသိဘူးအောင်စောကဘသူကခွေးလိုဟောင်းခိုင်းပြီးလဲပတ်စံပေးပြီးနောက်ကနေခွေးလိုဟောင်းခိုင်းပြီးလဲမသိဘူးအဲ့တော့ရွေးကောက်ပွဲကိုအသက်တာတစ်ခါအောင်စောကအသက်တာရွေးကောက်ပွဲဗိုလ်ချုပ်ဆန်းရွေးကောက်ပွဲစကားနေတဲ့ပြည်သူလူထုကိုတဲ့ချင်းကြောက်တယ်ဆိုပြီးတော့မဲလောက်တာအဲ့လိုလောက်တာနော်ဗိုလ်ချုပ်ဆန်းရွေးကောက်ပွဲမင်းကိုတုံးပြီးတော့ပြည်သူလူထုကိုတဲ့အစိုးရချင်းကြောက်ပါတယ်ဆိုတော့မြန်မာလင်ချင်းမုံတို့မှာဒီနေ့ဩဂုတ်လ30ရက်မှာပါလာတဲ့ဟာကိုသူကအဲ့ဒါယူ screenshot ဖမ်းပြီးတော့ bus ကိုသူတို့ရဲ့ဒိမ်းမထားတာမှာတင်ထားပြီးတော့ဟိုကဗိုလ်ချုပ်ဆန်းရွေးကောက်ပွဲမင်းကိုတုံးပြီးတော့ပြည်သူလူထုချင်းကြောက်တယ်ဒီဗိုလ်ချုပ်အောင်ဆန်းပြောတယ်မဟုတ်ဘူးလားဗိုလ်ချုပ်အောင်ဆန်းရဲ့မိကုံးကိုမတုံးဘူးလားပြီးလို့ရှိရင်ရွေးကောက်ပွဲနှောက်ချက်တဲ့လူတွေဘယ်လိုလုပ်မယ်လို့ပြောတာချိန်ချောက်တာမဟုတ်ဘူးလားဟုတ်လားအဲ့ဒါဆို तू အဲ့ဒီကော်စော်ပြောတဲ့စကားမှားလားမင်းတို့ဗိုလ်ချုပ်အောင်ဆန်းရဲ့မိကုံးနဲ့မင်းတို့တုံးတယ်ရွေးကောက်ပွဲနှောက်ချက်တဲ့လူတွေဘယ်လိုလုပ်ပြမယ်ဆိုတာဒါချိန်ချောက်တာပဲလေ तू မှောက်တာကိုပြောတာမဟုတ် तू မှန်ပြောတာလေမင်းနာနေတာမင်းထနာနေတာတော်တော်မင်းစကားကိုတင်းသားနေတရားဝင်ပြောတာပြည်သူချင်းချောက်တယ်အဲ့လိုပြောတယ်ဟာစဉ်းစားကြည့်အဲ့ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားကိုပြည်သူလူထုသိအောင်ရွေးကောက်ပွဲနာနေလို့ထပ်ပေါ်ပြပေးတာချင်းချောက်ပါတယ်ဆိုတော့ဒီကောင်တွေကဒါလေးဒီလိုလေးပြောတော့ချင်းချောက်တယ်လို့ပြောရင်ဒီကောင်တွေရှစ်မှာပါလေကျွန်တော်ဒီဘက်ကလူတွေလေးသန်းသမားတော့မပြောရဘူးလို့တားလေးတို့တမီးလေးတို့ဖေဖေပြောချင်တဲ့ကွဲဆိုအဲ့လိုပြောရမှာလားမင်းတို့စောက်ဖို့တွေပြောနေတယ်အခုဗာရွေးကောက်ပွဲကိုနှောက်ချက်တဲ့လူတွေကိုဘာလို့မညာလို့မ तू စကိုင်းသွားလိုက်ဟမ်ဟိုမှာ PDF တွေသွားလေအမကရင်လာခဲ့လိုက်မြောက်ဒီအာရှလမ်းမကြီးကိုဆင်းလာခဲ့ဟမ်အမရွေးကောက်ပွဲကိုနှောက်ချက်ရုံနဲ့မဟုတ်ဘူးဖေးမှတက်ချမှာကောင်းတယ်ပေါ့ကြီးဆင်းလာမလားဟမ်ဗာလေဟိုမှာကိုရီးယားဗျူဟာ33ဗျူဟာမှုကိုစောရာကိုအသားကိုစားနေတယ်ဆိုပြီးတော့တင်ထားတယ်ဆိုတော့အမစောရာကိုစောင့်နေတယ်တိလားကိုစောရာကိုစောင့်နေတယ်အမရွေးကောက်ပွဲကိုနှောက်ချက်ရုံနဲ့မဟုတ်ဘူးမင်းကြိုက်လို့ဖေးမှတက်ချမှာမင်းတို့တိလားအမမင်းမဲလေးစစ်ခွေးတွေဒီနေ့ဘယ်လောက်တည်ရတိလားဒီနေ့ငါ YouTube တွေ Facebook တွေမှာတင်လို့မရတော့နော်မင်းတို့အမေမင်းမဲလေးစစ်ခွေးခေါင်းတက်နေပြီးတော့လေအမကိုဖိတ်ငါတို့ကကိုဖိတ်လို့ခေါ်တယ်ကိုစောရာကိုဗျူဟာ33ရဲ့စစ်စင်မှုနော်တူကိုလည်းခေါင်းတက်နေပြီးတော့အမမင်းတို့ကျုံးနေတာအဲ့ဒါရွေးကောက်ပွဲကိုနှောက်ချက်ရုံနဲ့မဟုတ်ဘူးမင်းတို့တဆုံးထည့်ပေးနေတာတိလားရွေးကောက်ပွဲတော့စောက်စကားနဲ့လာမပြောနဲ့နော်အေးမင်းတို့လက်နဲ့အားကိုအနိုင်ကျင့်ပြီးတော့မင်းတို့လှုပ်လို့ရတဲ့ data တွေမှာမင်းတို့လှုပ်သွားလိုက်ရှင်းရှင်းလေးပဲတတ်သိရှိလို့ရှိရင်တနိုင်ငံလုံးလှုပ်လို့ရအောင်မင်းတို့လှုပ်လေလုံနိုင်တဲ့ဆောက်ရှိရှိရင်လှုပ်လေအဲ့ဒါအဖြေပဲဒီကလောင်ရတာငါတို့ကလောင်ရတာမဟုတ်ဘူးဟာငါတို့ရွေးကောက်ပွဲတနိုင်ငံလုံးလှုပ်လို့မရရွေးကောက်ပွဲကိုကိုရီးယားဇလန်တို့အပိုင်းခွဲတာငါတို့ဘာကြီးလက်ထက်ကြမှာရှိတာမင်းအဲ့လိုငိုရမှာတိလားနော်ရှင်းရှင်းလေးအဲ့တော့ရွေးကောက်ပွဲလောက်ကိုမပြောနဲ့မင်းတို့ဖေခေါ်နေတဲ့မင်းတို့အမိတ်လင်းနေတော့ဘုံမှုတွေဘိုကြီးတွေဆိုကျုံးနေတဲ့ကောင်တွေလေရွေးကောက်ပွဲတော့စောက်ပြီးလို့ဆိုင်မလားဟွာဟမ်နောက်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကိုမင်းတို့ဗိုလ်ချုပ်အောင်ဆန်းစကားကိုယူတော့တန်လားဗိုလ်ချုပ်အောင်ဆန်းကမင်းတို့လေတန်လားဟမ်နောက်ပြီးတော့အခုဒီရွေးကောက်ပွဲကိုမင်းစောက်ကြပြောအောင်ဟဲ့ဒီရွေးကောက်ပွဲဟာဒီမြန်မာပြည်လူဦးရေပြည်သူအများစုကလက်ခံလားမခံဘူးလားလောင်ချင်းချရလားအကယ်၍မြန်မာပြည်လူဦးရေအများစုကမင်းတို့လှုပ်တဲ့ရွေးကောက်ပွဲကိုလက်ခံတယ်ဆိုမင်းကကြိုက်တယ်လို့ချိန်ပြောဟမ်အကယ်၍လက်မခံဘူးဆိုရင်မင်းဟာဘာဒီဘွားဆိုင်မင်းကိုမေကိုကောင်ဖြစ်လိမ့်မယ်နော်မင်းလက်ခံရဲလားဘယ်လိုလဲဟမ်လက်ခံရဲလားဒီအဲ့ဒါပဲတနိုင်ငံလုံးပြည်သူအများစုကလက်မခံတာမင်းတို့လည်းသိတယ်လေသိရတဲ့နဲ့ဘာဖြစ်လို့ဒီမဟုတ်တာကြီးကိုအဟုတ်လို့ဒီအတက်တွင်းပြီးတော့ဘာဖြစ်လို့ကလိန်တစ်စကားတွေကိုပြောပြီးရုံမာတာလဲဟမ်မင်းမေပြစ်တဲ့သားမမင်းကိုမတင်ခဲ့ဘူးလားဟုတ်လားမင်းငယ်ငယ်တော့ကဘုံမှာထွက်ပြီးတော့အတန်းသွားပြီးတော့သွားခန်းနေတော့မအောင်မင်းကိုမတင်ပေးခဲ့ဟုတ်တယ်မလားဒါကြောင့်မလို့မင်းကဒီလောက်အထိတိုင်းပြည်ပေါ်အထိတက်ပြီးတော့ဒီလိုအစိတ်ခတ်တဲ့စကလုံးတွေနဲ့နော်မင်းရုံမာနေတာနော်အခုငါရိုင်းတယ်ငါစကားပြောရိုင်းတယ်မလားဒါပေမဲ့မရုံပါဘူးကလိန်တစ်မကောက်ကြည့်ဘူးကိုစီရုံမာတာကိုစီကောက်ကြည့်တာချင်းလာခဲ့အေးရိုင်းတယ်တော့ရိုင်းလိုက်ဘာဖြစ်လို့လဲမင်းတို့လိုကောင်မျိုးတွေကအဲ့လိုစကလုံးတွေမထိုက်တန်လို့ရှင်းလေးပဲငါအရှုံးခံပြီးပြောတာရိုင်းတာကိုရှုံးတယ်နော်ဘာတိုင်းမရှုံးမစေကွာသိလားမင်းတို့လိုကောင်မျိုးတွေအဲ့လိုလူရုံမာတွေကိုအဲ့လိုစကလုံးတွေနဲ့ပဲတုတ်ပြတ်နိုင်လို့ငါတို့ရိုင်းတုတ်ပြန်သိလားအဲ့တော့တခါတည်းပြောလိုက်မင်းတို့မှမွေးတဲ့ကစောက်ရှက်ပါလို့ရှိရင်ကိုပြောတဲ့စကားတစ်ခွန်းဟာဘယ်ကိုတက်ရောက်လဲဘယ်လိုရှက်ဖို့ကောင်းလဲဆိုတော့အရင်ကြည့်သိလားနိုင်ငံပိုင်သတင်းစာတွေတရားဝင်မပြောနဲ့တရားဝင်ဆိုတဲ့စကားကိုမင်းတို့ပတ်စံနဲ့မတန်ဘူးသိလားမင်းမဲ့လင်းနေနိုင်ငံပိုင်ရုပ်မြင်တန်ကြရေဒီယိုသတင်းစာကနေဒေါ်အောင်ဆန်းစုကြည်ကိုနှစ်ပေါင်းဘယ်လောက်တိုက်ခိုက်လာလဲဟ
နေဝင်းတန်းရှင်စောမောင်ခင်ညို့တကောင်ပြီးတကောင်ထောင်းရတယ်ဒေါ်အောင်ဆန်းစုကြည်ဆိုတာဒီနေ့ထိမတ်နေတော့မင်းတို့ရုပ်ဝတ္ထုကိုပဲအဲ့ရခန္ဓာကိုယ်ကြီးကိုပဲဖမ်းပြီးထောင်ထဲထည့်လို့ရမယ်သူ့စိတ်ကိုမင်းတို့မနိုင်ဘူးရှင်းလားမင်းတို့တတိရှိလှုပ်ပေးလိုက်ကြည့်မင်းတို့တွေကြိုက်တဲ့ခေါင်းဆောင်တွေရွေး10ရောက်တက်ရောက်ပေးတယ်မင်းတို့ဘက်ကမင်းအောင်နိုင်အပါဝင်စိုးဝင်းစစ်ခွေးခေါင်းဆောင်10ကောင်တန်းစီလိုက်မဲတဘုံထည့်လိုက်ဒေါ်အောင်ဆန်းစုကြည်မဲတဘုံမထည့်လိုက်မင်းတို့လှုပ်ရဲလားစောက်ဖို့တွေကိုကလေးကချစ်တွေရှောက်မပြောနေတယ်မင်းတို့ကတကယ်အမှန်တရားပေါ်မှာမင်းတို့ကတကယ်အစိတ်ခတ်ပြီးတိုင်းပြည်ကိုလေတောက်ထဲကိုဆွဲချနေကြတာတအားတရားလုပ်ပြီးကွာအကောင်းပြောတာဟမ်ဒီလောက်ဒီတိုင်းပြည်ကိုဖြစ်စည်းနေတဲ့စစ်တပ်ထောက်ခံပါစစ်တပ်ကိုထောက်ခံတာဒါကောင်းတယ်ကိုယ်နိုင်ငံစစ်တပ်ထောက်ခံမှာပဲနော်ငါတို့လည်းကိုယ်နိုင်ငံသူများနိုင်ငံထိုင်းစစ်တပ်နဲ့ရှင်းလိုက်အောင်ငါတို့စစ်သားတွေကွာအင်ကြီးဝတ်တာစမတ်မကြောက်ဖေးဖေးနဲ့ထိုင်းစစ်သားတွေဆိုစမတ်ကြငါတို့နိုင်ငံစစ်သားတွေတို့ဖြစ်ကောင်းအမေရိကန်စစ်သားတွေဆိုထိလိုက်စမတ်ကြကိုရီးယားစစ်သားတွေစမတ်ကြငါတို့စစ်သားတွေလည်းနိုင်ငံစစ်သားတို့ဖြစ်ရင်ကောင်းမယ်ဒါပေမဲ့ငါတို့နိုင်ငံစစ်သားဆိုအခုမင်းအောင်လိုက်ခိုင်းနဲ့လုံနေတဲ့စစ်ခွေးတွေပြောတာမဟုတ်ဘူးချစ်ပါစစ်တပ်ကိုချစ်အခုဘောမကြီးတူတော့မင်းတို့ပြည်တွင်းတွေကမင်းတို့အောက်တန်းစားတွေနဲ့တီပမှာရှိတဲ့အခုနော်ဒီဘက်မှာဆိုအမာခံမခဲ့တာဖင်လန်ကကိုမောင်မောင်တို့ကိုမောင်ဆိုးတို့ဘာပြောလဲမောင်ဆိုးတို့မောင်မောင်တို့ဒီနေ့ထိPDF တွေတောင်းကြလို့တပုံပဲနေမှာဘာတေဘာညာတို့သတင်းတင်တာပဲဒါပေမဲ့စစ်တပ်ရဲ့ရုပ်မှမှုလွဲမှားမှုမဟုတ်တာဟာတွေကိုတစ်ချက်ချင်းပြောတယ်အဲ့တော့မင်းတို့ကပြည်တွင်းမှာနေလို့ဒီစစ်တပ်ကိုဝေဖန်မရဲဘူးဇော်ဘိုးကြီးဆိုအခုဝေဖန်လိုက်တာ ਨੇ ချက်ချင်းထက်ဆွဲကုန်ပါတယ်အဲ့တော့မင်းတို့မဝေဖန်ရဲလို့မဝေဖန်နားလည်းပေးတယ်မဝေဖန်နိုင်ရမင်းတို့မင်းတို့အားပေးနေတဲ့စစ်တပ်ကိုမင်းတို့မဝေဖန်လို့ငါတို့အပြစ်မပြောဘူးဒါပေမဲ့အခုလိုမျိုးမဟုတ်ကရုပ်မာတဲ့စကားတွေအောက်တန်းကြတဲ့စကားတွေတော့မင်းမပြောနဲ့ဒီကွာဟမ်မှားတာကိုမှားတယ်လို့မပြောရင်တော့မှန်တယ်လို့တော့မပြောနဲ့မင်းကိုလူလို့တတ်မှတ်လို့ရှိရင်အဲ့ဒီစိတ်ကလေးတော့မွေးတိလားမင်းကိုမွေးခဲ့တာမင်းဖေကလူလားလူကနေမင်းတရေတယ်ပြီးမွေးခဲ့တာလားတလိษံကတရေတယ်ပြီးမွေးခဲ့တာလားဒါမင်းမသိဘူးအဲ့တော့ငါပြောချင်တာကမင်းကိုလူကနေတရေတယ်ပြီးမွေးခဲ့တဲ့ငါဟာလူသားတစ်ယောက်ပါလို့တတ်မှတ်တယ်ဆိုရင်မှားနေတာကိုမှားတယ်လို့မင်းမပြောရင်နေမှန်ပါတယ်လို့တော့အဲ့ဒီအမှားကြီးကိုမလုပ်နဲ့အင်မတန်အပြစ်ကြီးတယ်အဲ့ဒါမင်းလောကကြီးကိုမင်းစော်ကားတာပဲလောကတဘာဝကိုစော်ကားတဲ့လူတွေရဲ့နောက်ဆုံးဆက်သိဘယ်ကောင်းမှမကောင်းမကြည့်လိုက်မင်းတို့ကတအားတရားလွန်တယ်ဘို့အားပေးပါမင်းတို့အားပေးတဲ့စစ်တပ်အခုဆိုမင်းအောင်နိုင်တယောက်သွားတာငါတို့ခေါင်းကောင်းကြီးကဘာဒါမျိုးတွေကြိုက်တယ်လို့ပြောနည်းနည်းကိုများများလို့ပြောရတယ်ဒါပေမဲ့ဒီတိုင်းပြည်ကိုကြောင်းပြန်ဖြစ်အောင်လို့အမားတွေကိုအမှန်လို့အမှန်တွေကိုအမားလို့တိုင်းပြည်ကိုဖြစ်စည်းနေတဲ့ကောင်တွေကတကယ်တိုင်းပြည်ရဲ့ condition လို့တိုင်းပြည်အတွက်အသက်ပေးစွန့်လို့ပြီးတော့လုပ်နေတဲ့လူတွေကြတော့တောင်းကျမ်းလူတို့အကြမ်းဖက်လို့မျိုးစုံမင်းတို့ပြောဒါကနိုင်ငံရေးမဟုတ်ဘူးဒါရုပ်မာတာနိုင်ငံရေးအဲ့ဒါမဟုတ်ဘူးမင်းတို့မြန်မာပြည်ကမင်းတို့စစ်ခွေးအတိုင်းဝိုင်းတိတဲ့နိုင်ငံရေးဆိုတော့ရုပ်မာဖို့တော့ပဲတိတဲ့နိုင်ငံရေးပြီလားနိုင်ငံရေးတိတ်ပံမှာရုပ်မာတဲ့ဟာဆိုတာတခန်းကဏ္ဍပဲရှိတယ်နော်မင်းလည်းသိပါလေဟုတ်တယ်မလားအဲ့တော့တရားမလွန်နဲ့နော်တရားမလွန်နဲ့အဲ့တော့တရားလွန်ချင်တော့ကိုတရားလွန်ဘယ်ဘွားရောက်လဲဆိုတာရှင်းမှငါပြောလို့ခွေးမတာဘွားရောက်တယ်ပဲနော်အဲ့တော့ကိုယ်မွေးခဲ့တဲ့အမေတန်ဖိုးထားတယ်ဆိုလို့ရှိရင်နောက်ဆိုရင်ပြောမဲ့စကားတစ်ခုလုံးမဲ့အလုပ်တစ်ခုတတိထားပါသိလားနော်တော်မျိုးမင်းဒါလို့ဆိုမင်းတဘောပေါက်မထင်တယ်သိလားဒါလေးနော်မင်းကတွေ့နေတယ်ကွာအပြင်မှာတစ်ခါလောက်တော့နော်သိလားဟုတ်လေ MNDAA နောက်ဆုံးမှာကျွန်တော်ကနတော့ရုရှားဥစ္စာနဲ့ရှင်းပြပြီးပြီလေသူတို့လုံးစရာရှိတာလုံးပြီးသွားပြီကျွန်တော်တို့ကဆက်လုပ်ရမှာသူတို့ဖြတ်လေးပြက်လို့သူတို့မခံနိုင်ဘူးတရုတ်လည်းမခံနိုင်ဘူးရုရှားလည်းမခံနိုင်ဘူးအမေရိကန်လည်းမခံနိုင်ဘူးသူတို့ကိုဖြတ်လေးပြက်လို့ပြီးသူတို့ဒီတရုတ်ကလည်းမပတ်သက်ပဲနဲ့ဘယ်လိုမှနေလို့မရဘူးအဲ့တော့သူတို့နောက်ဆုတ်တာရှေ့တိုးတာကျွန်တော်တို့အလုံးမဟုတ်တော့ဘူးကျွန်တော်တို့ဒီကိုလို့သူများလုပ်ထားပြီးပြီကိုရီးယားအဲ့ဒါကိုလို့မလုပ်ပဲသူများကိုတော့ဝေဖန်နေတာသူကနောက်ပဲပြန်ဆုတ်တရုတ်နဲ့ပဲပေါင်းမတတ်နိုင်ဘူးကျွန်တော်တို့ကကိုလို့ရမှာသူတို့နိုင်ပြီးသွားပြီသူတို့တိုက်ပြီးသွားပြီသူတို့အများကြီးလုပ်ပေးခဲ့ပြီးပြီဒါပေမဲ့အခုသူတို့ကိုဖြတ်လေးပြက်လုပ်ပြီးသူတို့မခံနိုင်ဘူးအဲ့ဒီချိန်မှာဘာလုပ်ရမလဲတောင်ပိုင်းကတိုက်ရမယ်ဒါကြောင့် KNU တိုက်နေတယ်ကချင်လည်းဖိအားမိတယ်တိုက်ရမယ် KN လည်းဖိရမယ်ဒီချိန်မှာကျွန်တော်တို့ထားရမယ်ချိန်ကပြည်မကထားမှာပြည်မကထားရမယ်ချိန်မှာအဲ့ပြည်မမှာထားမယ်အဖွဲ့တွေကိုဝိုင်းခွဲနေတာ timing ဒီချိန်မှာမြောက်ပိုင်းကခံနေရပြီဘာလို့လဲသူတို့တရုတ်ဖိအားကြောင့်အဲ့ဒီချိန်မှာကျွန်တော်ပြည်မကဝိုင်းထားရမှာအဲ့တော့ပြည်မကဝိုင်းထားရမယ်အချိန်ဝိုင်းပြီးတော့ဟိုဘက်ကဖိနေတဲ့အတွက်ငါတို့ဒီကနေဝိုင်းပြီးတော့ဟိုနေရာမှာတိုက်မယ်ဒီနေရာမှာတိုက်ပွဲတွေဖော်ရမယ်အချိန်မှာကျွန်တော်တို့ကအချင်းချင်းကိုဝေဖန်ပြီးတော့ဖျက်ဆီးဖို့ကြိုးစားနေတာဒီချိန်မှာကျွန်တော်ပြောသလိုရန်ကုန်ပဲခူးအေရဝတီဒီအဓိကထားမှာအခုဆိုရန်ကုန်ဒီနေ့ဆိုရန်ကုန်မင်းသမီးကားလမ်းထားမှာဒီချိန်မှာဒီဥစ္စာတွေကဝုံနေနဲ့ထားမှာအဲ့ဒီထားရမယ့်အဖွဲ့တွေက NUG ကိုဖျက်သိမ်းမှာ NUG မလိုတော့ဘူးဆိုရင်ဘယ်သူကလာတိုက်မှာကျွန်တော်မသိလို့မေးကြည့်တာစကိုင်းကအဲ့ဒီ NUG ကိုဖျက်သိမ်းပြီးထောက်ခံနေတဲ့အဖွဲ့ကရန်ကုန်ကိုလာတိုက်ပြီးမှာဘာနဲ့တိုက်မှာဘကိုးလာတိုက်ပြီးမှာအဲ့တော့မဖြစ်နိုင်တာဒီပြောနေကြတာကိုလို့ရှိရင်ကိုလို့သူများကမဝေဖန်နဲ့ကျွန်တော်ပြောချင်တာအဲ့ဒါသူတို့လွတ်လပ်စွာစကိုင်းမှာအဖွဲ့ခွင့်ရှိတယ်သူတို့လွတ်လပ်စွာမြန်မာတိုင်းနိုင်ငံလုံးအဖွဲ့ခွင့်ရှိတယ်ကိုပိုင်တက်လည်းထောင်ခွင့်ရှိတယ်သူများကမတိုက်ခိုင်းနဲ့အခုကကိုယ့်အကူအဖွဲ့တွေထောင်ကြပြီး NUG ကိုတိုက်ခိုက်နေကြတာ
NUG မညံ့ဘူး NUG ကတော်လုံးလို့စစ်အာဏာရှင်ကြောက်နေတာ NUG ကိုအဖြတ်သဘောတွေပြောနေတာလူကြီးမင်းတို့ကြားသွားလို့လူကြီးမင်းတို့ NUG ညံ့တာအမှန်က NUG ကတော်လုံးလို့စစ်အာဏာရှင်အရန်ကြောက်ပြီးထိုးခွဲဖို့ကြိုးစားနေတာခင်ဗျာအတန်းထဲမှာဗျာစပြိုင်နေဗျာညံ့တဲ့လူတယောက်ခင်ဗျာဂယူဆိုင်မလားဒီကောင်အသုံးမကျတဲ့ကောင်လက်တော်မကြည့်ဘူးဒီကောင်ငါဘရောမစားနိုင်မှာမို့ကိုနဲ့ပြိုင်ပဲတော်တဲ့လူအချင်းချင်းကိုကိုကဂယူဆိုင်တာ NUG ကိုဘာကြောင့်ထိုးခွဲနေလဲတော်လုံးလို့ခိုးခွဲနေတာညံ့တဲ့ဖွဲ့ကိုသူမှဂယူမဆိုင်ဘူးအဲ့လိုပြောရင်ကျွန်တော်နာမည်နဲ့ပြောရင်မကောင်းဘူးဒါကြောင့်စဉ်းစားကြည့်လိုက်တချို့အဖွဲ့တွေကိုဘယ်သူမှမထိုးခွဲဘာလို့သူတို့ကသေးကြတယ်ဘာမှမဖြစ်ဘူးဆိုတာလူတိုင်းသိနေလို့ NUG တော်လုံးလို့ NUG သူတို့နဲ့သာလုံးလို့ NUG ကြောက်ဒီတော်လာရေးနိုင်တော့မှသိလို့ NUG ကိုနီးမျိုးစုံနဲ့ထိုးခွဲနေတာပြီးရင်သူတို့ဒီနေရာမရဘူးဆိုတာသိလို့အဲ့တော့ကလေးတွေကိုအာနော်ဒီမို့ကလေးတွေကိုပြည်သူစစ်နဲ့တရားဟိုဒီမို့ဘယ်လိုလဲစစ်မှုထမ်းနေရဆွဲနေရမင်းအောင်လိုက်အော်ကလေးတွေကိုထိုးခွဲနေတယ်ဆိုတဲ့စကားကိုလာမပြောပါနဲ့ကလေးတွေကိုယနေ့တော့ဦးကြက်ခုပြိုရေးပါတီတဲဝင်စစ်မှုမထမ်းဘူးဆိုကလေးတွေကိုအတင်းအကျပ်စစ်တဲ့ဆွဲသွင်းပြီးသူတို့စိတ်မပါပဲစစ်တိုက်ခိုင်းနေတာမင်းအောင်လိုက်ဦးစုဒီနေ့တိုင်းပြည်ထဲမှာပြည်သူတွေအမြောက်များသိနေရတာမင်းအောင်လိုက်အာဏာယူလို့ဒါဒီအားလုံးကြီးရှင်းကြီးအဲ့တော့အဲ့ဒီ narrative နဲ့ဒီမှာလာမရေးနဲ့လက်မခံဘူးဒီအချိန်မှာကျွန်တော်တို့ကနိုးထပြီးဝိုင်းပြီးတော့ပြေတွင်းကနေတော့ဝိုင်းပြီးတော့ထားရမယ့်အချိန်မှာအဲ့ဒါကိုဒီထိုးခွဲတဲ့ကိစ္စနဲ့လာလို့တာအချိန်ကိုင်းလို့တာဒါကြောင့်အဲ့ဒီထိုးခွဲတဲ့လူတွေအားလုံးကိုစိတ်ဆိုးတယ်လို့ကျွန်တော်ပြောတာဒီအချိန်မှာ NUG ကိုဝေဖန်နေတဲ့လူများအားလုံးကိုစိတ်ဆိုးတယ်သဘောထားမတူဘူးအဲ့ဒါဒီတော်လန်ရေးရဲ့ရန်သူပဲဒါနဲ့ရှင်းတာဘာမှမရှိဘူးလူချင်းမျိုးတို့ကိုယ့်အဖွဲ့ကိုထောင်ပါ A အဖွဲ့ထောင် B အဖွဲ့ထောင်ကျွန်တော်တို့ဘာမှမပြောဘူးကျွန်တော်တို့ NUG ကိုလာမတိုက်ခိုင်းနဲ့လူချင်းမျိုးတို့လည်းကျွန်တော်တို့မတိုက်ခိုင်းဘူးအခုကပြောင်းပြန်များသူတို့အဖွဲ့သူတို့ထောင်ပြီး NUG ပဲလာခလုတ်တိုက်နေတယ်အဲ့ဒါသူတို့မမှန်ဘူးဒါကြောင့်အဲ့လူတွေအားလုံးကိုစိတ်ဆိုးတယ်ဒါရှင်းရှင်းလေးပဲပြောတာကျွန်တော်ကလာပြီးတော့လှိုင်ဝင်းကိုအသုံးမကျဘူးလှိုင်ဝင်း import တက်ပြီးလာပြောလို့ကတော့ sorry ပဲလှိုင်ဝင်းကမပါဘူးအဲ့လူနဲ့ဒါရှင်းနေတဲ့ကိစ္စပဲကျွန်တော် NUG ဖြစ်တယ်ကျွန်တော်ကို NUG ကို import တက်ပြီးတော့လာပြောလို့ NUG မကောင်းဘူးလာပြောရင်ကျွန်တော်နဲ့အဆင်မပြေဘူးမပေါင်းတော့ဘူးဒါပဲ